အားလုံးပဲမင်္ဂလာပါရှင် Let's Go Story ကနေခိုင်ဆိုတဲ့ဇာတ်လမ်းလေးကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ခိုင်ကိုခွဲသွားတာဒီနေ့နဲ့ဆိုရင်6လပြည့်ပြီ။ဒီနေ့6လပြည့်ရဲ့နေ့ဒီဝတ်စုံလေးကခိုင်နောက်ဆုံးဝတ်ခဲ့တဲ့ဝတ်စုံပဲနော်။ကိုအမတ်တရသိမ်းထားခဲ့တာ။ကိုအလွမ်းပြေပါခိုင်ကိုတတိယတိုင်းဒီဝတ်စုံလေးကိုထုတ်ကြည့်နေခဲ့တာ။ခိုင်ဘေဘဝရောက်နေလဲခိုင်ကိုတွေ့ကြလိုက်တာ။တစ်ပတ်ခန်းမှာကျွန်တော်တငယ်ချင်းမင်းမောင်ရဲ့အတန်ကိုကြားလိုက်ရှာတယ်။မင်းမောင်ရဲ့အတန်ကြောင့်ကျွန်တော်သူ့အခန်းဝကိုရောက်ခဲ့တယ်။မင်းမောင်နဲ့ကျွန်တော်မှအခန်းချင်းကက်လျက်ဖြစ်ပါတယ်။မင်းမောင်ရဲ့တည်ရဲ့သူဟာတည်ခဲ့ပြီ။အဲ့ဒီတက်ပြဝတ်စုံလေးကိုနေ့တိုင်းထုတ်ကြည့်ပြီးတော့အလွမ်းသိနေမဖြစ်တဲ့တော့ကွာ။ဒီတက်ပြဝတ်စုံမျိုးဟာယူပြီးသိမ်းထားဖို့မသင့်ဘူးလို့ပြောကြတယ်။လွမ်းတာလေလွမ်းတာပေါ့ကွာ။စိတ်ကိုဖြေပါကွာ။ကြာရင်မင်းယူသွားနိုင်တယ်။ငါတို့ကြောင့်မင်းအသိဆုံးမှတငယ်ချင်းရဲ့မိသားစုဘဝနဲ့နေရတော့မယ်စစ်စစ်မှာခိုင်ကငါတယောက်တည်းထားရပြီးထွက်သွားခဲ့တယ်။ငါဘလို့ဖြေရမလဲကွာ။ခိုင်ကိုဆွဲလန်းစိတ်နဲ့မင်းဒုက္ခရောက်မှဆိုလို့တတိပေးနေတာ။မင်းကိုမင်းလည်းပြန်ကြည့်ပါအောင်။ပိန်ကျသွားလိုက်တာပြီးတော့စိုက်ထဲမှာလည်းငင်းငငိုင်းနဲ့တတိထားပေါင်းတငယ်ချင်းရဲ့မင်းမောင်နဲ့ကျွန်တော်မှအချက်ဆုံးတငယ်ချင်းတွေဖြစ်တယ်ကျွန်တော်တို့နှစ်ယောက်စလုံးအင်ဂျင်နီယာဘွဲရသူတွေဖြစ်ပါတယ်ဆောက်လုပ်ရေးကုမ္ပဏီတစ်ခုမှအလုပ်အတူတူဝင်ခဲ့ကြတယ်မွန်ပြည်နယ်ရှိတရားစီမံကိန်းတစ်ခုမှတာဝန်ထမ်းဆောင်နေစဉ်မင်းမောင်မှာမော်လမြိုင်သူဝေခိုင်းတဲ့တမီးစားဖြစ်ခဲ့တယ်တရားစီမံကိန်းမှာ၄နှစ်ခန့်ကြာခဲ့ပါတယ်စီမံကိန်းကာလမပြည့်မီမှာပဲမင်းမောင်နဲ့ဝေခိုင်းတို့လက်ထပ်ခဲ့ကြတယ်မင်းမောင်မှာလက်ထပ်ပြီးမော်လမြိုင်မြို့ဒိုင်းဝင်ကွင်းရက်ွက်ရှိရောက်ခမများနေအိမ်လိုက်နေခဲ့ပါတယ်။ကျွန်တော်ဒါလူပြိုလူလို့ဘဝနဲ့ကုမ္ပဏီကစီစဉ်ပေးတဲ့အဆောင်မှာကျင်းခဲ့တယ်။မင်းမောင်အိမ်တော်တဲ့ဘဝရောက်ခဲ့ပြီးတနစ်ကျော်ခန့်အကြာမှာတော့ဖခင်လောင်ဖြစ်ခဲ့ပြီလို့သိရတယ်။ဝေခိုင်ကိုဝင်ရခဲ့ပြီဖြစ်ပါတယ်။ကိုဝင်ရစ်မှလာချိန်မှာတော့တမီးလေးလို့သိရတယ်။မင်းမောင်တို့လင်မယားရောက်ခမများပါအပျော်ကြီးပျော်ခဲ့ကြပါတယ်။သူတို့မိသားစုအပြုံးပျော်များကကျွန်တော်ထံကိုပဲကူးဆက်လာတယ်လို့ခန်းစားရတယ်။ဒိုင်းဝင်ကွင်းရက်ွက်မှာမင်းမောင်ရောက်ခမများနေအိမ်ကလည်းကျွန်တော်ရဲ့စားအိမ်တောက်အိမ်ဖြစ်ခဲ့တယ်။မင်းမောင်နဲ့ပတ်သက်ပြီးသူ့ရောက်ကမှသူ့မိသားစုနဲ့လည်းခင်မင်ရင်းနှီးခဲ့ရပါတယ်။မင်းမောင်နဲ့ဝေခိုင်တို့တမီးစားဘဝမှာလည်းသူတို့ဇုံတွဲသွားလျာကျွန်တော်ပါသွားလေးရှိတယ်။မလမြိုင်မျိုးလေကောင်တောင်ရိုးတန်းပေါ်ရှိဖျားစီရင်များကိုလည်းမကြာခဏရောက်ခဲ့ကြတယ်။ဥက္ကဏီစီရီအနီးရှိကုန်းထိပ်ရှုခင်းတာမှတန်လွင်မြက်ဘလူးကျော်ရှုခင်းအလှမြောက်အထက်စီးမှကြည့်ရှုခဲ့ဘူးတယ်။ယခုမင်းမောင်မှာဖခင်လောင်ဖြစ်နေပြီ။မကြာမီသမီးလေးဖခင်ဖြစ်တော့မယ်လို့သိရတယ်။ဒါပေမဲ့ကံကြမ္မာကမင်းမောင်ကိုမျက်နှာသာမပေးခဲ့ဘူးမင်းမောင်မျောလင့်တောင်းတခဲ့တဲ့မိသားစုဘဝလေးပျက်စီးခဲ့ရတယ်နေစေလာစေနဲ့မင်းမောင်စနေဝေခိုင်းမှာကလေးမမွေးနိုင်ပဲမိရဲမှာပဲမိခင်ရောကလေးပါသက်ဆုံးရှုံးခဲ့ရတယ်ဒိုနီးကဝေခိုင်းဝတ်ဆင်ထားတဲ့အစိမ်းရောင်ဝမ်းစာဝတ်စုံကိုကျွန်တော်မှတ်မိနေသေးတယ်မင်းမောင်ကသူ့ဇနီးအမတ်တရားဆိုကထိုအစိမ်းရောင်ဝတ်စုံကိုချွတ်ယူသိမ်းဆည်းထားခဲ့တယ်ဇနီးကွယ်လွန်ပြီးမကြာမီမင်းမောင်ရောကျွန်တော်ပါရန်ကုန်ကိုပြောင်းရွှေ့လာခဲ့ကြပါတယ်မော်လမြိုင်ကတရားစီမံကိန်းနဲ့ပြီးဆုံးခဲ့ပြီဖြစ်တယ်တောင်တကုံစက်မှုဆောင်မှာအတူတာဝန်ထမ်းဆောင်နေခဲ့ကြပါတယ်။တောင်တကုံရှိအလုံးနေနေတဲ့ရက်ကွက်မှာဘော်ရာဆောင်မှာငှားရမ်းနေထိုင်ခဲ့ကြတယ်။ကျွန်တော်တို့နေထိုင်တဲ့ဘော်ရာဆောင်မှာလူ20ခန့်ရှိတယ်။အားလုံးကလူပြိုလူလွတ်များတာဖြစ်ပါတယ်။မင်းမောင်မှာမိဘတွေမရှိတော့ဘူး။မကွေးဘက်မှာအတော်တဦးသာရှိရလို့သိရတယ်။အရက်သမားဘဝဖြစ်ပီတီလေးလွင့်နေမှာဆိုလို့အဆောင်မှာအတူနေရမင်းမောင်ကျွန်တော်ခေါ်လာတယ်။မင်းမောင်ခန်းမှာကျွန်တော်ခန်းနဲ့ကက်လျက်ဖြစ်ပါတယ်။ဘော်ရာဆောင်မှာလည်းတယောက်ခန်းများဖြစ်ဖွဲ့စည်းထားတယ်။မင်းမောင်ကကျွန်တော်စကားအထိုက်လျနားထောင်ခဲ့တယ်။ကွယ်လွန်သွားပြီးဖြစ်တဲ့ဇနီးဖြစ်သူတတိယတိုင်းမင်းမောင်မှာသူသိမ်းဆည်းထားတဲ့ဝေခိုင်နောက်ဆုံးဝတ်ဆင်ခဲ့တဲ့ဝတ်ဆောင်ကိုထုတ်ပြီးကြည့်နေတတ်တယ်။ပါဇက်ကလည်းတွတ်နဲ့ပြောနေတတ်ပါတယ်။မင်းမောင်အတန်ကြားလို့ချောင်းကြည့်လိုက်တိုင်းသူဇနီးဝတ်ဆောင်ကိုကိုင်းလျက်သားတွေ့ရပါတယ်။စိတ်ကြိုက်အလွမ်းပြေပြောဆိုပြီးမှဝတ်ဆောင်ကိုပြန်သိမ်းထားလိုက်တယ်။ဒီကနေ့မနေ့စောစောကျွန်တော်အိယာမှာမထသေးမီအချိန်မှာမင်းမောင်ကျွန်တော်ခန်းထဲကိုရောက်လာတယ်။အောင်လင်းတကယ်ချင်းထပါအောင်။အစောကြီးရှိသေးတယ်ဘာလို့ပုံငါ့ကိုနှုတ်ရလဲ။ငါအိမ်မက်ကြောင်မင်းကိုပြောပြချင်တော့ပါကွာအိယာမှာမထားချင်နဲ့ကျွန်တော်ထားလိုက်တယ်မင်းမောင်ကကျွန်တော်ကတင်ပေါ်မှာပဲထိုင်တယ်ငါခိုင်ကိုဆွဲလန့်ပြီးတော့မမိနိုင်ပဲတတိယနေတာခိုင်ကအခုမှတိသွားတယ်ထင်တယ်ငါ့ကိုအိမ်မက်ပေးတယ်တကားမှမမတ်ဘူးတဲ့အိမ်မက်ပါခိုင်ကမင်းကိုဘလို့အိမ်မက်ပေးရလဲပြောစမ်းမအောင်အိမ်မက်ထဲမှာခိုင်ကသူနောက်ဆုံးဝတ်ခဲ့တဲ့အစိမ်းရောင်ဝတ်စုံလေးနေပဲကွာငါတို့တတိယပြီးလွမ်းနေတာသူသိပါတယ်တဲ့ငါတို့တိတ်တွေ့ချင်နေတော့သူငါ့စီကိုလာခဲ့ရမလားလို့ငါ့ကိုမေးတယ်ဒီတော့မင်းကဘာပြန်ပြောလိုက်လဲဟာတိတ်ဝမ်းတာတွေလာခဲ့ပါလို့ပြောလိုက်တာပေါ့မင်းတို့ယူနေပြီထင်တယ်မင်းစိတ်ထဲစိတ်ဆွဲပြီးမက်တဲ့အိမ်မက်ပါကွာမဟုတ်ဘူးခိုင်းငါ့ကိုညာမှာမဟုတ်ဘူးငါခွင့်ပြုရင်သူအသေးချာလာခဲ့မယ်တဲ့တော်ပါတော့မင်းမောင်ရဲ့မင်းလည်းဒီဝက်ဆောင်ကြောင့်ဒုက္ခတွေ့တော့မယ်ထင်တယ်တိတ်လွန်ခဲ့တာတော့မကောင်းပေါ့ကွာကဲငါအိတ်လာအောင်မယ်မင်းလည်းမင်းခန်းပြန်ပြီးအိတ်လာအောင်ဒါဆိုရင်လည်းသွားပြီခိုင်းလာမှာမို့ငါတော့တိတ်ပြောနေပြီကွာဒီကောင်တော့ပြောလေကဲလေပါလားမင်းမောင်ကျွန်တော်တနာမိတော်လေသူ့ဖြစ်ကလွန်လာတယ်လို့ထင်မိတယ်
ဘလို့ပင်ပြောမင်းမောင်ကမူမပြတ်ခဲ့ပါဘူးအဆက်ရောင်ဝက်ဆောင်ကိုထုတ်ကြည့်နေကြပဲဒီကနေ့မနေ့အလုံးမသွားမီမင်းမောင်ခန်းထဲမှာအတန်တွေကြားနေရတယ်ခိုင်ဘယ်တော့လာမှလဲကိုမျှော်နေပါတယ်လာမယ်လို့အိမ်မက်ပေးပြီးအခုထက်ထိဘာလို့မလာသေးရလဲကိုရမ်းတွေ့ကြလာပြီးမင်းမြတ်လာပါတော့ကျွန်တော်မနေတာတော့ပဲမင်းမောင်ခန်းထဲဝင်သွားခဲ့တယ်မင်းပြက်ကလွန်နေပြီမင်းကင်ထားတဲ့အဲ့ဒီဝက်ဆောင်ကိုတနေရာသွားပြီးလွှတ်ပစ်လိုက်ကွာဒါမှမဟုတ်ရင်မရှိနွမ်းပါသူလှူချင်လှူလိုက်ကွာမလုပ်ပါနဲ့တငယ်ချင်းရဲ့ခိုင်အလွမ်းပြေတာပဲရှိတာခိုင်လာမှတက်တည်ပြရမှာကဲတော့ပါတော့အခက်တကားပိတ်တော့ခတ်တော့နောက်ကျနေအောင်မသွားကြစို့မင်းမောင်နဲ့ကျွန်တော်မှဘွဲရအလုပ်ဝင်တာမှယခုထိတပူးတွဲရှိနေခဲ့တယ်တချို့သူများကညီကိုတော်ဆက်တယ်လို့ထင်ကြတယ်မင်းမောင်ယခုဘောရာနေခွင့်ရရန်ကျွန်တော်ကပဲရှောက်လာတင်ပေးခဲ့တယ်အဆောင်စည်းကမ်းရတောင်းခံနေရမှာကျွန်တော်ကပင်တာဝန်ယူလျက်လက်မှတ်ရေးထိုးပေးခဲ့ပါတယ်ဇနီးတဲ့ကိုတန်းတာလွမ်းစော်နေရမှအပမင်းမောင်မှာလုပ်ငန်းခွင်မှာအားထားရသူဖြစ်တယ်အထက်လူကြီးတွေကသဘောကျနှစ်သက်သူလည်းဖြစ်တယ်မင်းမောင်ရဲ့လုပ်ရည်ကိုင်ရင်ကိုမကြာခဏချီးမွမ်းကြပါတယ်တညလူကြီးတိတ်ချိန်တကောင်းရန်ချိန်ခံဖြစ်မယ်ထင်တယ်တဆောင်လုံးကအိမ်မောကြနေချိန်ဖြစ်တယ်မင်းမောင်ခမ်းမှာစကားပြောတန်တွေကြားလို့ကျွန်တော်နားဆင်းလိုက်မိတယ်မင်းမောင်တယောက်ယောက်နဲ့စကားပြောနေပုံရတယ်ဒါပေမဲ့မင်းမောင်ရဲ့အတန်ကိုသာကြားနေရတယ်မင်းခိုင်မလားခိုင်ကိုစီတကယ်လာရနော်ဝမ်းသာလိုက်တာခိုင်ရဲ့ညှို့နေရကြားလာပြီအခုမှပဲလာတော့ရင်နော်ခိုင်လာတာအနောက်ရှက်မဖြစ်ပါဘူးမကြာခဏသာလာခဲ့ပါနော်သိကြပါခိုင်လာတာကိုဘယ်သူမှမပြောပါဘူးခိုင်ဘယ်ရောက်နေလဲယင်ဘာခိုင်ကအဲ့ဒီမှာရှိနေဟုတ်လားဒါဆိုအဝေးကြီးကလာခဲ့တာပေါ့ကြားတဲ့အတန်များကြောင့်ကျွန်တော်ခေါင်းနှပန်းကြည့်သွားတယ်ရင်ထဲမှာလည်းထိတ်ကနေဖြစ်သွားတယ်မင်းမောင်တစုံတယောက်နဲ့စကားပြောနေခြင်းဖြစ်ပါတယ်မင်းမောင်စကားပြောနေသူမှာခိုင်များဖြစ်နေပြီလားသူစကားပြောပုံကခိုင်နဲ့စကားပြောနေရင်ဖြစ်တယ်ဒါပေမဲ့မင်းမောင်တယောက်တည်းရဲ့အတန်ကိုသာကြားရတယ်တီကျန်စိတ်ကိုတားဆီးနိုင်စွမ်းမရှိတော့ဘူးမင်းမောင်ခန်းဘက်ကိုအသာတူးကပ်သွားလိုက်တယ်အခန်းတွင်းကိုချောင်းကြည့်လိုက်ပါတယ်တကားဟာထားပြီးမှမှောင်မဲနေလို့တဲတဲကွက်ကွက်မမြင်ရဘူးမိခလုံးရှိရာဆမ်းပြီးကျွန်တော်မိဖွင့်လိုက်ပါတယ်မင်းလင်းသွားနဲ့မင်းမောင်အခန်းတွင်းမှာလူရိပ်လိုတန်တကူရှိတ်ခနဲတွေးလိုက်ရပြီးတော့လက်ခနဲပြောက်သွားတာကိုမယုံနိုင်ပွဲတွေးလိုက်ရတယ်ဟာအောင်နဲ့မင်းတယောက်ယောက်နဲ့စကားပြောနေတဲ့အတန်ကြားမိလို့ငါလာခဲ့တာဘသူနဲ့စကားပြောနေရလဲဘသူမှလည်းမတွေ့ပါလားဘသူရှိရမှာလဲခိုင်မဲပေါ့ဘသူမှမပြောပါနဲ့တငယ်ချင်းရဲ့ခိုင်ကတူးလာတာဘသူမှမသိစေနဲ့တဲ့အခုမင်းကြောင့်ခိုင်ထွက်သွားရပြီငါတော့မယုံနိုင်အောင်ဖြစ်နေပြီဘာမှတိတ်တိတ်ကွက်ကွက်လည်းမတွေ့လိုက်ရပါဘူးဒီအကြောင်းနဲ့ဘသူမှမပြောပါနဲ့ဒါဘော်ရာဆောင်ကသူတွေတိတ်သွားလို့မဖြစ်ဘူးမင်းရဲ့ဆွဲလန်းမှုနဲ့မင်းသိမ်းထားတဲ့တက်ပြောက်ဝက်ဆောင်ကမင်းကိုဒုက္ခပေးတော့မယ်ကဲမီးပိတ်လိုက်တော့အိတ်တော့တခြားသူတွေရိပ်မိတော့မကောင်းမီးပိတ်ပြီးကျွန်တော်အခန်းကိုပြန်လာခဲ့တယ်ကတင်ပေါ်လင်းနေပြီမဲ့အိတ်လို့မပြောတော့ပါတငယ်ချင်းမင်းမောင်နဲ့ဝေခိုင်အကြောင်းအတွေးထဲပေါ်လာတယ်သူ့အိမ်မက်ပေးရဲ့အတိုင်းတမလွန်မှဝေခိုင်ရဲ့ဝိညာဉ်ကိုမင်းမောင်စီကိုအမှန်တကယ်ရောက်လာတာလားမင်းမောင်စကားပြောနေသူမှဝေခိုင်များလားမင်းမောင်ကဝေခိုင်ရောက်လာကြောင်းပြောတယ်မင်းမောင်ဆွဲလန်းစိတ်နဲ့ပြောခဲ့သလားကျွန်တော်ကပဲအိတ်ချင်မှုတို့နဲ့ထင်အောင်ထင်မှာမြင်ခဲ့ရလားမဝေခွဲတက်တော့ပါဘူးနောက်တနေ့မနက်လုပ်ငန်းခွင်နဲ့အရောက်မှာတော့အဆောင်နေတငယ်ချင်းများထံမှမင်းမောင်နဲ့ပတ်သက်တဲ့စကားတွေကြားလာရပါတယ်ညကလူကြီးတိတ်ချိန်မှာကိုမင်းမောင်ခန်းနဲ့ကစကားပြောတဲ့တွေကြားရတယ်မိန်းမတယောက်နဲ့စကားပြောနေတယ်လို့ပဲဒီမှာကိုအောင်လွင်ခမည်းခန်းကကိုမင်းမောင်ခန်းနဲ့ကက်ရက်ပဲညကစကားပြောတဲ့တွေမကြားမိဘူးလားခိုင်ဆိုတဲ့နာမည်ကိုခဏကြားရတယ်ခိုင်ဆိုတာဘာတူလဲသူတို့ချင်းတီးတိုးပြောနေကြရုံသားမကကျွန်တော်ကိုပဲမေးလာကြပြီမင်းမောင်နဲ့ယင်းနေမှန်တီးလို့မေးလာကြခြင်းဖြစ်တယ်အမှန်တိုင်းပြောလို့မဖြစ်ကျွန်တော်တငယ်ချင်းကိုအကာအကွယ်ပေးရမယ်အဖြစ်မှန်ကိုပြောပြလို့လည်းဘယ်သူမှယုံကြည်မှာမဟုတ်ပါဘူးဝေခိုင်နောက်ဆုံးဝစ်စင်ခဲ့တဲ့တက်ပြောက်ဝက်ဆောင်မင်းမောင်ထံမှာရှိနေတော့ဘယ်သူမှမသိကြအောင်ခမရတို့စိတ်ထဲထင်လို့ဖြစ်မှာပါကျွန်တော်ဘာမှမကြားမိပါလားကျွန်တော်အပေါ့ပါထသွားတော့မီးတောင်ဖွင့်လိုက်သေးတယ်ဘာမှထူးခြားတာမတွေ့ပါဘူးညနေအလုပ်သိမ်းပြီးအဆောင်ကိုပြန်ရောက်တဲ့အခါမနက်ကကြောင်မင်းမောင်ပြောပြလိုက်တယ်ဘာငါနဲ့ခိုင်နဲ့စကားပြောနေရအောင်မင်းပြင်တခြားသိနေတဲ့သူတွေရှိနေပြီလားဟုတ်တယ်ဒိုးနဲ့အနီးဆုံးအခန်းတွေကမေးကြတာအချိန်မတော်မင်းခန်းထဲကစကားပြောကြံကြလို့မေးကြတာပြီးတော့ခိုင်းဆိုတာဘာတူလဲလို့လည်းမေးကြသေးတယ်ဒီတော့မင်းကဘလို့ပြန်ပြေးလိုက်လဲဘာပြေးရမှာလဲမကြားမိဘူးမသိဘူးလို့ပြန်ပြေးလိုက်ရတာပေါ့တခြားသူတွေတိသွားလို့မဖြစ်ဘူးတိသွားရင်ခိုင်ကငါးစီလာတော့မှာမဟုတ်ဘူးပြဿနာတွေရှုပ်လာနိုင်တယ်မင်းသိမ်းထားတဲ့ခိုင်ရဲ့ဝတ်ဆောင်ဖျောက်ပြက်ပြစ်လိုက်ပါတော့ကွာတောင်းမှန်ပါတယ်တငယ်ချင်းရဲ့ငါဘွားမှာလေခိုင်အလွမ်းပြန်ဒါပဲရှိတာမင်းမောင်ကိုဘလို့မှပြောလို့ရမယ်မဟုတ်မှန်းကျွန်တော်သိတယ်စာနာစိတ်ပြင်မင်းမောင်ကိုအကာအကွယ်ပေးခဲ့ပေမဲ့ထိုဝတ်ဆောင်ကြောင့်ပြဿနာတစ်ခုခုဖြစ်လာမှကျွန်တော်စိုးရိမ်နေမိတယ်အဆောင်မှာမျိုးသားများသာနေခွင့်ရှိတယ်အဆောင်တွင်းကိုမျိုးသမီးများခေါ်လာခွင့်မရှိဘူးစီကံတင်းကျပ်ထားတယ်အချိန်မတော်အခန်းတွင်းမှာမိန်းမတယောက်နဲ့စကားပြောနေရဲဆိုတော့မင်းမောင်တရင်ကပြန့်နှံ့နေပါတယ်
မင်းမောင်ကြောင့်ဆက်စုမင်းမြတ်နဲ့အထိဖြစ်လာတယ်ဒီလိုဖြစ်ပြီးတော့3-4ရက်အကြာမှာဖြစ်ပါတယ်နေကင်းဘက်လုပ်ငန်းခွင်နဲ့ပင်ပန်းခဲ့လို့ညဘက်မှာနေ့ကြအိပ်ပျော်သွားခဲ့တယ်ညတကောင်ရန်ချိန်ခန့်ရှိမယ်ထင်ပါတယ်ရုတ်တရက်ဆူညံသောအသက်များကြောင့်ကျွန်တော်အိပ်ရာကနေလန့်နိုးလာတယ်ကိုမင်းမောင်ခန်းထဲမှာဥစ္စာဆောင်လို့ဝိညာဉ်လို့မိမတယောက်ကိုတွေ့လို့တဲ့တစီမဖြစ်မယ်ထင်တယ်ကိုမင်းမောင်ရဲ့စကားပြောတန်ကြလို့သွားကြည့်တော့ဘာမှမတွေ့ရဘူးဟိုတလောကလည်းညဘက်ဒီချိန်ပဲမိမတယောက်နဲ့စကားပြောတန်ကြခဲ့ရသေးရဲ့တယောက်တစ်ပေါက်ဆူညံစွာပြောဆိုနေပြီးတော့တဆောင်လုံးမီးများထိန်လင်းနေပါတယ်မင်းမောင်ခန်းဝမှာလူများစုယုံဖြစ်နေတယ်ကျွန်တော်ရှင်ထဲမှာထိတ်ခနဲ့ဖြစ်သွားတယ်အချိန်နေဖြစ်ပျက်ကိုကျွန်တော်ရှိမိလိုက်တယ်ကဲပါဗျာပြန်ကြပါတော့မင်းမောင်ကျွန်တော်မီးကြည့်ပါအောင်မယ်တယောက်တစ်ပေါက်ထင်ရမြင်ရပြောဆိုရင်းနဲ့ကောက်ချက်ချလိုက်တာကဘော်ရာဆောင်ကိုတစီမလိုဝိညာဉ်လိုမကြာခဏလာနေတယ်ဒိုတစီမကလည်းမင်းမောင်နဲ့ပတ်သက်နေတယ်ဆိုပြီးဖြစ်ပါတယ်ထိုညကမိုးစင်စင်လင်းတဲ့အထိမအိပ်ဖြစ်တော့ဘူးထိုညကဖြစ်ပြနောက်တစ်နေ့မှာဘော်ရာဆောင်ပိုင်ရှင်ထံကိုတရင်ရောက်သွားတယ်နောက်တရက်နေ့ညနေပဲလူဆောင်ချိန်မှာဘော်ရာဆောင်ပိုင်ရှင်ဦးတင်လာအဆောင်ကိုရောက်လာပါတယ်ဟိုတနေ့ကတရင်ကကြုတ်ကြပေးပြီကျုပ်ဘော်ရာဆောင်စီကန်းရှိလို့ကျေဝန်းလို့လာငားနေကြတာအဆောင်ငားပြီးစီးပွားရေးလုပ်နေတာဒီဘော်ရာဆောင်တစ်စီ6တယ်ဆိုတဲ့တရင်ပြန့်နှံ့သွားရင်ဘယ်သူမှလာငားကြရမှာမဟုတ်ဘူးကျုပ်စီးပွားပြက်ပြီပေါ့အဓိကကြတာကမင်းမောင်ပဲသူခန်းထဲကစတဲ့ပြဿနာပဲတစ်ချိန်မကတော့ဘူးတဲ့ဦးတင်လာစကားပြောနေစဉ်အားလုံးလဲငြိမ်နေကြတယ်ဘယ်သူမှပြန်မပြောပါဘူးအစိမ်းရောင်ဝမ်းဆက်ဝတ်ထားတဲ့မိန်းကလေးကိုတွေ့ရတယ်တဲ့ပြီးတော့ချက်ချင်းပျောက်သွားတယ်တဲ့ဘလို့လဲမင်းမောင်ကြုတ်ကြားခဲ့တာအမှန်ပဲလားဘလို့ဖြစ်တာလဲမင်းမောင်ဘာစကားမှပြန်မပြောပါဘူးတဆောင်လုံးငြိမ်သက်နေတယ်တိတ်ဆိတ်နေတယ်ဒီတော့ကျုပ်ဆုံးဖြတ်ပေးပြီဒီလကုန်ရင်မင်းမောင်တခြားကိုပြောင်းပေးပါဒါမှတခြားသူတွေလည်းစိတ်တန့်သွားမယ်ဘလို့လဲဖြစ်တယ်မို့လားမင်းမောင်အဖြစ်ကိုအားလုံးကစိတ်ဝင်စားနားဆင်နေကြတယ်မင်းမောင်ထံမှာမြည်သည့်စကားမှထွက်မလာဘူးကျွန်တော်မျက်နှာသာအားကိုတကြီးနဲ့လှမ်းကြည့်နေတယ်ကျွန်တော်မနေသားတော့ဘူးကျွန်တော်တခုပြောပြရစီမင်းမောင်အခန်းထဲကတဆေး6တယ်ဆိုတာခြေကားပြီးပြောကြတာဖြစ်မယ်ဘသူမှလည်းအချောက်မခံရသေးပါဘူးပြီးတော့အစိမ်းရောင်ဝမ်းဆက်နဲ့မိန်းကလေးတွေ့ရဲဆိုတာကိုလည်းဘသူမှတိတိကျကျမတွေ့ပါဘူးဒီတော့မောင်အောင်လင်ဘလို့ဖြစ်စေချင်လဲဘာလို့ရင်ကောင်းမလဲပြောပါမင်းမောင်ကိုဒီဘော်ရာဆောင်နေဖို့ကျွန်တော်တာဝန်ခံလက်မှတ်ထိုးခဲ့တာကနက်ကဦးလေးပြောသလိုအားလုံးစိတ်ထဲတန့်သွားအောင်တန်ဃာတော်တွေပင့်ဖိတ်ပြီးစွန့်ကြွေးမယ်ပြီးတော့အန်ဒီယကင်းပေးတရားတော်တွေရွတ်ဖတ်တာလုပ်ချင်တယ်အဲ့ဒါလိုလုပ်ပြီးလို့မှမဟုတ်တာတွေစက်ကြားနေရသေးရင်တော့ဦးလေးသဘောတိုင်းသာဆက်လုပ်ပါတော့ကျွန်တော်စကားဆုံးမှာဦးတင်လာကအားလုံးရဲ့မျက်နှာကိုဝေဝဲကြည့်လိုက်ပါတယ်ကျွန်တော်ခြေရင်ကမ်းမှာကိုထွေးကဒီစီစဉ်ကကောင်းပါတယ်အားလုံးကလည်းဗုဒ္ဓဘာသာဝင်တွေကြီးပဲစိတ်တန့်သွားတာပေါ့ကိုအောင်လင်ပြောသလိုလုပ်ဖို့သဘောတူပါတယ်အားလုံးသဘောတူရင်တော့လုပ်ပါကောင်းအောင်လုပ်တာပဲမဟုတ်တဲ့တဲ့နဲ့ထပ်ပြီးမကြားချင်ဘူးကျွန်တော်အကြံပြုချက်ကိုဘော်ရာဆောင်ပိုင်ရှင်နဲ့အဆောင်နေသူများလက်ခံကြလို့ကျွန်တော်ကျေနပ်သွားမိတယ်ကျေးဇူးတင်တဲ့မျက်နှာပြကိုထွေးမျက်နှာကိုလှမ်းကြည့်လိုက်ပါတယ်ကိုထွေးကကျွန်တော်ကိုလက်မထောင်ပြပြီးတော့ပြုံးနေပါတော့တယ်နောက်တစ်ပတ်အလုံနာရဲ့တနင်္ဂနွေနေ့မှာကျွန်တော်နဲ့ကိုထွေးတို့ဦးဆောင်ကအလူငွေကောက်ခံပါတယ်တန်ခါ9ပါးပင်းဖိတ်ပြီးတော့အဆောင်မှာစွန့်ကြွေးဌာနပြုတယ်အလူပြီးဆုံးလို့ရေးဆက်ချအမျှဝေပြီးပရိတ်ဆယ်ပရိတ်ရည်များပြအဆောင်ကိုပတ်ပြန်ကြပါတယ်မင်းမောင်အခန်းကိုပို့လို့ပင်ပရိတ်ရည်ပြပတ်ပြန်ပေးကြတယ်ထို့နောက်ကိုထွေးဦးဆောင်ကပရိတ်ကျိုးပြအဆောင်ပတ်လဲဝိုင်းပတ်ချီနှောင်ကြပါတယ်ထိုရက်နောက်ပိုင်းမှစပြီးမင်းမောင်အခန်းမှာမိသည့်အတန်းမှမကြားတော့ဘူးညနေတကောင်ချိန်မတော်စကားပြောတန်လည်းမကြားတော့ဘူးအစိမ်းရောင်ဝမ်းဆန်တဲ့အမျိုးသမီးကိုလည်းမတွေ့ရတော့ဘူးထိုဖြစ်ရဲ့ကြောင့်တခြားသူတွေဝမ်းသာနေကြပေမဲ့မင်းမောင်တယောက်သာမရှင်မလန်းဖြစ်နေပါတယ်ငင်းငငိုင်နဲ့သာတွေ့ရလေရှိတယ်တနေ့မနက်စောစောအိတ်ကောင်းနေစေချိန်မှာမင်းမောင်ကျွန်တော်အခန်းဝါရောက်လာတယ်ကျွန်တော်ထပြီးအခန်းတကာဖွင့်ပေးလိုက်တယ်အစောကြီးရှိသေးတယ်အိတ်ကောင်းတော့ကွာအလုံနာရဲ့ဇိမ်းနဲ့အိတ်နေတာထတော့ကွာမင်းကိုပြောချာရှိလို့လက်ဖိတ်ဆိုင်သွားကြမယ်ငါတိုက်ပါမယ်အစမ်းမာလားဟာဘာစကားပြောမှလဲဒီမှာမပြောချင်ဘူးတခြားသူတွေမကြားစေချင်ဘူးခါရငေါ့အိမ်မက်ပေးရသေးလားအဲ့ဒီအိမ်မက်မင်းကိုပြောပြချင်လို့လိုက်ခဲ့ပါကွာကျွန်တော်မငင်းတာတော့စောစောစီစီကျွန်တော်တို့နှစ်ဦးလက်ဖိတ်ဆိုင်ကိုထွက်ခဲ့ကြတယ်ဘော်ရာဆောင်အနီးရှိတောက်နေကြလက်ဖိတ်ဆိုင်မှာအတူထိုင်ဖြစ်ကြတယ်စူစမ်းမအောင်ဝဝေခိုင်းကဘလို့အိမ်မက်ပေးပြန်တာလဲမင်းတို့ကအန်ရကင်းပရိတ်တွေရွတ်ပတ်ပရိတ်ကျိုးတွေနဲ့တားထားတော့သူငါးစီကိုလာလို့မရတော့ဘူးတဲ့သူ့ကိုတွေးချင်တမ်းမမဟုတ်သူနဲ့အတူတူနေခြင်းရင်သူရှိရဲ့နေအောင်လာဖို့ငါ့ကိုခေါ်တယ်အိမ်မက်ထဲမှာမင်းကိုခေါ်တယ်ဟုတ်လားဝဝေခိုင်းကဘယ်မှာရှိနေလို့လဲသမီးစားဘဝမှာရောလင်မယားဘဝမှာရောပြီးတော့သူမီးမပွားမီကာလတွေမှာပါသူနဲ့ငါနဲ့မကြာခဏသွားပူးနေကြတဲ့ဥက္ကဏီဖရာအနိကတော့အထဲမှာသူရှိနေတယ်တဲ့မလမြိုင်မြို့လေကောင်တောင်ပေါ် view point အနီးကဥက္ကဏီဖရာဟုတ်လားအေးဟုတ်တယ်မင်းလေးတို့နဲ့တူမကြာခဏရှောက်ဖူးနေရပဲမင်းသိပါတယ်ကွာဖြစ်နိုင်ပါမလားတကယ်ချင်းရဲ့မင်းရဲ့အဆွဲလန်းကြောင်ဖြစ်မယ်ထင်တယ်ငါတို့ယုံနေခိုင်မသေးခင်ကိုလေးလက်ဝင်ကြီးနဲ့ဥက္ကဏီဖရာဖူးခြင်းနေဆိုလို့ငါလည်းလိုက်ပို့ပေးခဲ့ရသေးတယ်
သူတီတော့စိတ်ထဲဆွဲပြီးတော့သူ့ဝိညာဉ်ကအဲ့ဒီတော်တွေကိုရောက်သွားတာဖြစ်မယ်သူငါစီကိုလာလို့မရတော့ဘူးလေငါသွားတွေ့ချင်တယ်မင်းကိုအသိပေးရပါမင်းကဝေဝေခိုင်ကိုဒီလောက်ဆွဲလန်းနေမှာတော့ငါတားလေးရမှာမဟုတ်ပါဘူးတိတိကျကျစဉ်းစားပါအောင်တငယ်ချင်းရဲ့မဖြစ်နိုင်ဘူးထင်တယ်ကျွန်တော်ထင်ထားတဲ့အတိုင်းပဲဖြစ်လာခဲ့တယ်ကျွန်တော်အတန်တားနေကြမှာပဲမင်းမောင်ခွင့်ဆက်ရဲ့ယူကမော်လက်မြိုင်ကိုထွက်သွားပါတော့တယ်မင်းမောင်ခမ်းမှပြည်သည့်အတန်းမှမကြားရတော့တည်တာမကလောလောဆယ်မင်းမောင်ခရီးသွားနေလို့မင်းမောင်ကိစ္စအားလုံးမင်းမပြောက်ပြောက်ပင်ဖြစ်နေခဲ့တယ်ဒါပေမဲ့မင်းမောင်ခီးထွက်သွားပြီးတပတ်ခန့်အကြာမှာတော့မမျော်လင့်တဲ့ဂျင်းနှန်းစာတစ်စောင်ကျွန်တော်ထန်ရှောက်လာတယ်။မောင်အောင်လဲမင်းတငယ်ချင်းမင်းမောင်ဆုံးပြီးအမြန်လာဒေါ်တင့်ဝေမော်လက်မြိုင်မင်းမောင်ရဲ့ရောက်ကမှဒေါ်တင့်ဝေပို့လိုက်တဲ့ဂျင်းနှန်းစာဖြစ်တဲ့ဘလို့မှမယုံကြည်နိုင်အောင်ဖြစ်ခဲ့ရပါတယ်။အံ့ဩစိတ်ဖြင့်ကျွန်တော်ထိတ်လန့်တုန်လှုပ်ခဲ့ရတယ်။မင်းမောင်မှာမိဘတွေမရှိတော့လို့အရင်နှီးဆုံးတငယ်ချင်းဖြစ်သူကျွန်တော်ထံသာဒေါ်တင့်ဝေဂျင်းနှန်းစာပို့လိုက်ခြင်းဖြစ်မယ်ထင်ပါတယ်။မင်းမောင်ယခုလိုရုတ်တရက်ဘာကြောင့်တိတ်ဆုံးသွားရပါသလဲဒီကျင်စိတ်ကိုတားလို့မရတော့ဘူးကျွန်တော်မှလည်းတာဝန်ရှိတယ်လို့ခန်းစားမိတယ်မော်လမြိုင်လိုက်သွားရင်ကျွန်တော်ဆုံးဖြတ်လိုက်ပါတယ်နာရေးဖြစ်နေလို့ကုမ္ပဏီကအလွယ်တကူပင်ခွင့်ပေးခဲ့တယ်တက်ဆိုင်ရာပုဂ္ဂိုလ်များကလည်းမင်းမောင်ဘလို့သေးဆုံးကြောင်းသိကြနေကြတယ်တရားဝင်ခွင့်ရပေးရတဲ့ကျုံရမော်တော်ယာဉ်နဲ့ပဲကျွန်တော်မော်လမြိုင်ကိုလိုက်သွားခဲ့တယ်မော်လမြိုင်မြို့ဒိုင်းဝင်းကွင်းရက်ွက်ရှိမင်းမောင်ရောက်ခမနေအိမ်ကိုကျွန်တော်ရောက်ရှိသွားချိန်မှာဒေါ်တင်းဝင်ရဲ့လက်ဝဲဘက်ကြောက်ပတ်တီးစီးထားပြီးတော့ပခုံးဆက်လွယ်တိုင်းထားတာတွေ့ရတယ်။ဟောမောင်အောင်လွင်တော်ရောက်လာပြီ哟။မင်းတငယ်ချင်းဖြစ်ကစိုးလာပါတယ်ကွယ်။မင်းလာမလာမသိကြတော့တကြိုလိုက်ပြီကွယ်။၃ရက်ပဲထားခိုင်းတယ်။ဧည့်သည်အာသူဘဖြစ်နေတာလဲတကြောင်ပေါ့ကွယ်။ကြီးနှန်းစာရရချင်းမလာနိုင်ခဲ့ဘူး။ဝန်ထမ်းဆိုတော့လဲတရားဝင်ခွင့်ရယူရသေးတယ်။ကြီးနှန်းရပြီးနောက်တနေ့မှထွက်လာခဲ့ရတာ။ကျင်းမကြီးကနေဘလို့ဖြစ်ပြီးရုတ်တရက်ဆုံးသွားတာလဲ။ပြောပါမယ်ကွယ်။မင်းတို့နှစ်ယောက်ကညီကိုလိုချစ်ကြတာလေ။ပြီးတော့သူ့မှာမိဘတွေလည်းမရှိတော့မဟုတ်လားမင်းကိုပဲပြောပြရတော့မှာဒါတွေကိုပြောပြခြင်းလုံးလို့ကျင်းနှန်းရိုက်လိုက်ရတာကွယ်မသိလို့မေးပြစဉ်မင်းမောင်တေးခဲ့ရတာဝေဝေခိုင်းနဲ့များပတ်သက်မှုရှိနေလားတော်မင်းမောင်နဲ့ဝေဝေခိုင်းတို့အကြောင်းမင်းအသိဆုံးပါမောင်မင်းမောင်တေးခဲ့ရတာဟာမင်းမေးခဲ့တယ်လို့သမီးဝေဝေခိုင်းနဲ့ဓာတ်ရိုက်ကိုပတ်သက်နေတာမယုံနိုင်စရာဖြစ်တွေပေါ့အဖြစ်ကဒီလိုကွယ်ဒေါ်တင်ဝေကသူ့တမတ်မင်းမောင်တေးဆုံးခဲ့ရပုံထိခိုက်ကြေကွယ်မျက်ရည်ဝဲလျက်နဲ့ကျွန်တော်ပြောပြတယ်မေဒီမှာအကိုမင်းမောင်ရောက်နေတယ်ဟင်မောင်မင်းမောင်မလားအလုပ်ကိစ္စနဲ့လားအလေလားခွင့်ပြီးလာခဲ့တာပါပြီးတော့ခိုက်အောင်လည်းတတိယလို့ပါမင်းကိုတွေးလိုက်ရတော့သမီးဝေဝေခံပို့ပြီးတတိယဖို့ဖြစ်လာတယ်ကွယ်တို့တတိယတဲ့ကျွန်တော်ကပို့မယ်ထင်တယ်ဒီကိုမလာခင်ကျွန်တော်ခိုင်းနေတွေ့ခဲ့သေးတယ်အခုဒီကိုလာလဲခိုင်းနေတွေ့အောင်လို့လာခဲ့ရပါဘလို့မောင်မင်းမောင်ဘာတွေပြောနေရလဲကွယ်တေးပြီးသွားတဲ့သူနဲ့ဘလို့လောက်ပြီးတွေ့နိုင်တော့မှလဲတတိထားပြီးတော့ပြောစမ်းမအောင်ကွယ်ခိုင်ကျွန်တော်အိမ်မက်ပေးခဲ့တယ်သူနဲ့တွေ့ချင်ရင်လာခဲ့ပါတဲ့သူနဲ့တွေ့ချင်လို့လာခဲ့တာပါဒါဆိုသမီးဝေဝေခိုင်ဘယ်ပါရှိနေလို့လဲတော်တို့လည်းတွေ့ချင်တာပေါ့တောင်ပေါ်မှာရှိတဲ့ဥက္ကဋ္ဌဘုရားနာကတောထဲမှာသူရှိနေတယ်အဲ့ဒီဘုရားကသူနဲ့ကျွန်တော်မကြာခဏသွားနေကြဘုရားပါမဖြစ်နိုင်တာကွယ်မင်းကသမီးဝေဝေခိုင်ကိုဆွဲလန်းပြီးတော့အိမ်မက်မက်တာဖြစ်မှာပါကွယ်အမေပြစ်တဲ့တော်ကိုတော့အိမ်မက်မပေးဘူးပါဘူးကျွန်တော်ဘုရားသွားချင်တယ်တော်တို့ပါလိုက်ခဲ့ပါလားခိုင်နဲ့တွေ့ချင်တွေ့ရမှာပေါ့အေးလေမောင်မင်းမောင်စိတ်ပြေလက်ပြောက်ဖျောင်ဘုရားကိုလိုက်ပို့ပေးမယ်။သမီးဆုံးပြီးကြတဲ့ကဒုမိသားစုတွေလည်းဖျားဖို့မတော်ဖြစ်ခဲ့ပါဘူး။အတော်ပါပဲ။မင်းမောင်ရောက်လာပြီးနောက်2ရက်မှာဒေါ်တင်ဝေကိုပိုင်တက်ဆန်းကားနဲ့ဖျားဖို့ခရီးထွက်ပါတယ်။ဒေါ်တင်ဝေတို့မိသားစုသားမကအိမ်နီးနားချင်းခင်မင်းရင်းနှီးသူများလည်းပါလာတယ်။လူ10ဦးခန့်ကားပေါ်ပါလာပါတယ်။တက်ဆန်းကားဦးခန့်မှာတော့ဒေါ်တင်ဝေနဲ့မင်းမောင်တို့နှစ်ဦးအတူစီးလာကြတယ်။ဒေါ်တင်ဝေကတကားအနီးမင်းမောင်ကတော့ရမောင်းသူနဲ့ကက်ရက်ဘေးမှာထိုင်ပြီးတော့လိုက်ပါလာပါတယ်။မော်လမြိုင်တောင်ပေါ်ဖျားဆောင်ဖူးကြသူတို့ထုံးစံတိုင်းပထမအောင်ဆုံးမဟာမြတ်မှုတွေဖျားကိုဥစွာဖူးကြပါတယ်။ပြီးမှကြိုက်တလန်ဖျားဖူးကြတယ်။ထိုမှဆက်ပြီးနှိဖျားသာသနာ2500ဖျားအစင်အဆက်တိုင်းဖူးကြတယ်။ပြီးမှဥက္ကဋ္ဌဖျားဘက်ကိုထွက်လာခဲ့ကြပါတယ်။ဥက္ကဋ္ဌဖျားပြီးရင်ဦးစီးနာဖျားဖူးကြမှာဖြစ်ပါတယ်။ဥက္ကဋ္ဌဖျားကိုအသွားခီးကကုန်းတက်ခီးဖြစ်ပါတယ်။ကုန်းထိပ် view point ကိုရောက်စဉ်ခဏနားကြတယ်။အပေါ်စီးမှမော်လမြိုင်မြို့ပတ်ဝန်းကျင်ကြည့်ရှုတယ်။တန်လွင်မြစ်တန်လွင်တရားဘလူးကျော်မုတ်တမတို့လှပစွာတွေ့ရပါတယ်။ပြီးမှ view point နေရှိဥက္ကဋ္ဌဖျားရောက်ရှိဖူးမြော်ကြတယ်။ကဲမောင်မင်းမင်းဖူးကျင်လာတဲ့ဥက္ကဋ္ဌဖျားရောက်ပြီဒါပေမဲ့ဒေါ်တင်ဝေစကားမဆက်ပဲရက်ထားလိုက်တယ်။ကားပေါ်မှာလူအလုံးဆင်းပြီးဖျားဖူးကြတယ်။အားလုံးအေးစစ်စစ်ဖျားဝတ်ပြုနေစဉ်မင်းမောင်မှာရုတ်တရက်ဇီဒီရင်ပြင်ပေါ်မှာတောဆက်ဘက်ကိုပြေးထွက်သွားတယ်။ဘသူမှတားဆီးခြင်းမရလိုက်ဘူး။ခိုင်ရင်ကိုရောက်လာပြီ။ခိုင်ဒီနားမှာရှိနေရဆိုကိုလာတွေ့ပါအောင်ခိုင်ဒီမှာရှိနေတာတော်ကမယုံတက်တည်ပြခြင်းလို့ခိုင်ထွက်လာခဲ့ပါ။မင်းမောင်တာအော်ပြီးတော့
ဝဝေခိုင်ကိုလှမ်းခေါ်နေပါတယ်မင်းမောင်ရဲ့ပြုမှုကြောင့်အားလုံးလည်းထိတ်လန့်သွားကြတယ်ဟာကိုမင်းမောင်စိတ်မမှန်တော့ဘူးထင်တယ်ဒေါ်တင်ဝေကိုတမတ်ကိုပြောပါအောင်ဘယ်နဲ့တည်သွားပြီးရဲ့သူကိုအော်ခေါ်နေရတာလဲဟုတ်ပါရဲ့ဒီကလေးဘလို့ဖြစ်သွားလဲမသိဘူးမိမတည်ပြီးတော့စိတ်တစားဖြစ်နေပြီထင်တယ်ကဲသားမင်းရောက်ဖောက်သွားခေါ်လိုက်ပါအောင်ဒေါ်တင်ဝေကအတူပါလာသူ့သားငယ်ကိုလှမ်းပြောလိုက်တယ်ပြောရုံသားမကဒေါ်တင်ဝေပါတောဆက်ကိုလိုက်သွားကြတယ်တောဆက်မှာမင်းမောင်ကဝဝေခိုင်ကိုလှမ်းခေါ်နေဆဲဖြစ်တယ်ခိုင်ကိုရောက်လာပြီလေခိုင်ဒီမှာရှိရဆိုထွက်လာခဲ့ပါအောင်ခိုင်ရဲ့ခိုင်ကမလာနိုင်လို့ကိုကအဝေးကြီးကလာခဲ့ရတာလာပါကိုမင်းမောင်ရဲ့စိတ်ထိန်မအောင်ဘလို့မှမဖြစ်နိုင်တာသူနဲ့တွေ့ကြတယ်ဒီနေရာလာဖို့သူမှထားတာသူဒီနားမှာရှိနေတာတော့ပါတော့အကိုမင်းမောင်မဝဝေခိုင်ကျွန်တော်အမပါကျွန်တော်တို့လည်းတတိရတာပေါ့တွေ့ကြတာပေါ့ဒါပေမဲ့မမသေးခဲ့ပြီလေဘလို့လော်ပြီးတွေ့နိုင်တော့မှလဲလာပါသွားကြပါစို့ဒေါ်တင်ဝေနဲ့တားငယ်တို့ဆွဲခေါ်တော့မှမင်းမောင်မလိုက်ချင်နဲ့လိုက်ပါလာတယ်ဒေါ်စပတ်ကိုလှည့်ကြည့်ဖြစ်နေသေးတယ်မင်းမောင်နဲ့ဝဝေခိုင်အကြောင်းသိထားသူတွေအားလုံးကစိတ်မကောင်းဖြစ်ရတယ်မင်းမောင်ဖြစ်ကြောင်းအားလုံးမျက်ရည်ဝင်းနေတယ်ဒီဥက္ကဏီဖရားမှာအေးစစ်စစ်နားမယ်လို့စိတ်ကူးထားတာအခုတော့မင်းမောင်ကြောင့်အားလုံးစိတ်မကောင်းဖြစ်ကြရတယ်ဦးစီးနာဖရားဘက်ကိုဆက်သွားကြမယ်သွားကြစို့မောင်မင်းမောင်ကားပေါ်တက်လေဒေါ်တင်ဝေစကားကြောင့်အားလုံးကားပေါ်ပြန်တက်လိုက်တယ်ဥက္ကဏီတော့ဖူးပြီးသွားပြီဟိုကုန်းထိပ်ကဦးစီးနာဖရားကိုသွားဖို့ကြမယ်ပြီးတော့မှတောင်ဝိုင်းဖရားကိုသွားဖို့ကြမယ်တောင်ဝိုင်းကြမှာနားကြတာပေါ့ဦးကန်ဒီဖရားမှာဦးစီးနာဖရားကိုအသွားခီးကကုန်းစင်းခရီးဖြစ်ပါတယ်ကားရှိကမ်းမှာဒေါ်တင်ဝေနဲ့မင်းမောင်တို့စီးလာကြတယ်ကုန်းစင်းခရီးမှာတက်ဆန်းကားကအရှိန်နဲ့ပြေးနေတယ်ထိုစဉ်မင်းမောင်ကဟိုရက်ပါအောင်ဟိုမှာအမျိုးသမီးတယောက်လက်ပြပြီးတားနေတယ်မင်းမောင်စကားကြောင့်ဒေါ်တင်ဝေနဲ့ဒရိုင်ဘာတို့ရှေ့ဘက်ဝဲရကိုတတိထားပြီးကြည့်လိုက်ကြတယ်ညီတို့တဦးတယောက်မှကားတားနေအောင်မတွေ့ရအောင်လမ်းရှင်းနေအောင်တွေ့ရတယ်ပင်မလဲကားတားတဲ့မိန်းကလေးမတွေ့ပါဘူးဟိုမှာကားတားနေအောင်မတွေ့ဘူးလားကျွန်တော်တွေ့နေရတယ်အစိမ်းအောင်ဝမ်းစက်နဲ့ဟင်းခိုင်မလားဟိုမှာခိုင်ကကားရက်ဖို့ပြောနေတယ်ဟဲ့မောင်မင်းမောင်ဘာတွေပြောနေရလဲဘသူမှမတွေ့ဘူးမရက်နဲ့စက်တာမောင်းခွဲဒီကလေးစိတ်မမှန်တော့ဘူးထင်တယ်ဟိုမှာအစိမ်းအောင်ဝမ်းစက်နဲ့ခိုင်ကောက်တားနေမတွေ့ဘူးလားရက်ပေးပါဗျာကဲဗျာပြောစောနဲ့မင်းမောင်ကဒရိုင်ဘာကင်ထားတဲ့ကားလက်ကင်ကိုလူပြီးကင်လိုက်တယ်ကားရဲ့ဘရိတ်ကိုလည်းလူပြီးနင်းတယ်ကားရှင်ကများနေတယ်မလုံနဲ့ဟာကားရက်တန့်သွားစီမင်းမောင်ကကားဘရိတ်ကိုလူပြီးနင်းတယ်မင်းမောင်ဟန်ပန်ကအတိမဲတဲ့ပုံစံဖြစ်နေပါတယ်ဒါပေမဲ့မင်းမောင်လူပြီးနင်းလိုက်တာကဘရိတ်မဟုတ်ပဲလီးပါဖြစ်နေတယ်ကုန်းစဲမှာကားကိုမထိန်နိုင်တော့ပါကားမှာမူလလမ်းကြောင်းမှာလမ်းဘေးကိုဖဲ့ဆင်းသွားပြီးလမ်းဘေးမှာတက်ပင်ကိုရှိန်ပြင်းစွာဝင်တိုက်လိုက်ပါတယ်ကျေလောင်တဲ့အတန်ကိုသာဒေါ်တင်ဝေနောက်ဆုံးကြားလိုက်ရတယ်ဒေါ်တင်ဝေကထိခိုက်ကြေကွယ်မျက်ရည်စုလျက်နဲ့ပြောလက်စာစကားကိုရှက်ပြီးမျက်ရည်တုပ်လိုက်တယ်ဒါဆိုတို့လက်ကတန်ရာကားမောက်တော်ရခဲ့ထန်ရာဟုတ်လားဟုတ်ပါတယ်ကွယ်မသေးကောင်းမပြောက်ကောင်းပေါ့မောင်မင်းမောင်ကစိတ်ဖောက်ပြန်နေတဲ့ပုံစံနဲ့ကားကိုရက်ပေးဖို့လုပ်ခဲ့တယ်သူဘေးကတော်ကြော်ပြီးတော့တကားပွင့်ဖို့လုပ်ခဲ့တယ်ကားမောက်တော်တကားပွင့်ထွက်သွားတယ်ဒုံးဆိုတဲ့အတန်ကြပြီးပြင်ဘက်ကိုလွင့်စင်ထွက်ကျသွားတာကိုပဲနောက်ဆုံးသိလိုက်ရတယ်ဘလောက်ကြောင်တော်မေ့နေရမသိဘူးတတိယလာတော့လူတွေဝိုင်းအောင်နေတာတွေ့ရတယ်မြင်းတဲ့အတိုင်းပဲတော်လက်ကျိုးခဲ့တယ်နောက်ကန်းကစီးလာတဲ့သူတွေလည်းထမ်းရခဲ့ကြတယ်ဒါပေမဲ့နောက်ခန်းစီးလာတဲ့သူတွေတယောက်မှမသိဘူးမင်းတငယ်ချင်းမင်းမောင်တယောက်ပဲပွဲချင်းပြီးဆုံးခဲ့တာပါကွယ်ဘာမင်းမောင်တယောက်တည်းတီးခဲ့ဟုတ်လားတော်ဟုတ်ပါတယ်သူတည်သွားလို့အမှုကကုတက်တယ်မပြီးသေးဘူးကွယ်ထူးဆန်းလိုက်တာလည်းမပြောပါနဲ့တော့မယုံနိုင်စရာပဲကားမမောက်ခင်ကားအော်တာတဲ့မိန်းကလေးကိုသူတယောက်ပဲတွေ့ခဲ့တာသူကသမီးဝေဝေခိုင်ကကားတားနေရလို့ပြောခဲ့တယ်ကားတားတဲ့သမီးကအစိမ်းရောင်ဝတ်စုံနေတဲ့သမီးမသိခင်နောက်ဆုံးဝတ်ခဲ့တာပဲဒေါ်တင်ဝေစကားကိုမဆက်နိုင်တော့ဘူးမျက်ရည်တွေသာတုံနေပါတယ်ပြီးမှစကားဆက်ပြောနိုင်တယ်မင်းတငယ်ချင်းကတီးတဲ့အထိသမီးကိုဆွဲလန်းနေခဲ့တာအဲ့ဒီဆွဲလန်းစိတ်ကြောင့်တီးရတာသူဒီကိုမလာခင်သူ့အိမ်မက်ကြောင့်ကျွန်တော်ပြောပြခဲ့သေးတယ်ဝေဝေခိုင်ကိုတွေ့ချင်းဒါမှမဟုတ်ဝေဝေခိုင်နဲ့အတူတူနေချင်းအဲ့ဒီဥက္ကဏီဖယားနာကတော့ဟုတ်တယ်လာခဲ့ဖို့သူ့ကိုအိမ်မက်ပေးရတဲ့အခုသူတရားလဲအဲ့ဒီဖယားနာဆိုတော့ဘာသမီးနဲ့အတူတူနေချင်းဥက္ကဏီဖယားနာတော့ဟုတ်တယ်လာခဲ့ဖို့သမီးဝေဝေခိုင်ကအိမ်မက်ပေးခဲ့တယ်ဟုတ်လားဖယားတိုက်ဆိုင်မှုပဲဖြစ်ပါစေလို့ဆုတောင်းပါတယ်ကွယ်မင်းပြန်သွားရင်မင်းတို့ဘော်ဒါဆောင်မှာအလူတန်းလှုပ်ပြီးတော့မင်းတငယ်ချင်းကိုအမျှပေးဝေပေးပါကွယ်စိတ်ချပါတော့ကျွန်တော်လုပ်ပါမယ်အခုကျွန်တော်ထွက်လာတော့ကလည်းအဆောင်ကတငယ်ချင်းတွေမင်းမောင်တေတော်မယုံမှုဖြစ်နေကြတယ်ဘလို့ပြောရမှန်းတော့မသိတော့ပါဘူးကွယ်မောင်မင်းမောင်ဖြစ်ကလည်းစမ်းကြင်လိုက်တာမင်းမောင်အားသူပါရက်လဲပြီးရဲ့အထိကျွန်တော်နေခဲ့တယ်ရက်လဲပြီးနောက်တစ်နေ့ရန်ကုန်ပြန်ရန်ပြင်ဆင်ရပါတယ်အဝေးပြေးကိန်းမှာမော်တော်ယာဉ်လက်မှတ်ကိုသာဝယ်ခဲ့တယ်ကျွန်တော်မှဝတ်စားနှစ်စုံသုံးစုံထည့်တဲ့အိမ်ငယ်တစ်လုံးသာပါပါတယ်ပြန်မဲ့ရဲ့အားလုံးကိုနှုတ်ဆက်ပြီးတော့ဒေါ်တင်ဝေတို့အိမ်မှာအထွက်ဒေါ်တင်ဝေကကျွန်တော်လှမ်းခေါ်တယ်။အော်
ခဏနေပါအောင်မင်းကိုပေးစရာရှိလို့ပါရော့ဒီမှာမင်းတငယ်ချင်းလွယ်အိတ်သူမော်လမြိုင်ရောက်လာကြတဲ့ကသွားလေရကိုနဲ့မကွာလွယ်ထားတဲ့လွယ်အိတ်ကွယ်သူတေတော့လေဒီလွယ်အိတ်လွယ်ထားရက်နဲ့ပဲတည်ခဲ့တာအထဲမှာအထုပ်တထုပ်ပါတယ်မဆိုင်မှုထင်လို့ဖွင့်မကြည့်ခဲ့ဘူးရော့မင်းပဲယူသွားလိုက်ဒေါ်တင်ဝေကမ်းပေးရဲ့လွယ်အိတ်မှာမင်းမောင်လွယ်နေကြလွယ်အိတ်ဖြစ်ပါတယ်လွယ်အိတ်ထဲမှာပလတ်စတစ်နဲ့ပတ်ထားတဲ့ထုတ်ထားတဲ့ထုပ်တထုပ်ကိုတွေ့ရတယ်အသေးချာကျိုးနဲ့ချီနှောင်ထားတွေ့ရတယ်စိတ်ဝင်စားစွာဖြင့်ကျွန်တော်ထုတ်ကိုဖြည့်ကြည့်လိုက်တယ်ဟင်ကျွန်တော်အံ့ဩထိတ်လန့်သွားတယ်ကျွန်တော်တွေးလိုက်ရတဲ့အထုပ်ထဲမှာပစ္စည်းတွေကအမျိုးသမီးဝယ်အစိမ်းရောင်ဝတ်စုံတစ်စုံဖြစ်နေပါတော့တယ်ပရိသတ်များရှင်နောက်ရက်တွေမှာလည်းကျမတို့ရဲ့ channel ကနေဇလန်းကောင်းများစွာကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်အခုလိုမျိုးအားပေးနားဆင်တဲ့အတွက်လည်းကျေးဇူးများကြီးတင်ပါတယ်ရှင်